အခန်းဆက်တဲ့လူတဘောလူမနောသူတို့ချင်းမျက်နှာတွေပြောင်းရွှင်နေလူကြံ၏စွမ်းဆောင်ချက်ရောက်ဆက်ကအဖွဲသားများလွတ်မြောက်လာကြပြီဖြစ်ပါတယ်လွတ်မြောက်လာသူများနဲ့သူတို့ချင်းနဲ့ဆစ်ဆက်ထားတော့ပူရှမ်းလန်ပါလာပါတယ်သူတို့ချူကလူကြံအားချီကျူးမဆုံးတော့ချေလူကြံဒီလူ90ခန့်အားအတော်ခက်ခက်ခေါ်ထုတ်လာရခြင်းဖြစ်တယ်သူကရှင်းမဥဆောင်ထွက်ကလမ်း၌တွင်းနှမြအဆောက်များကိုတိုက်ခိုက်တွေးကြောပိတ်နေထားခဲ့တဲ့ဖြစ်အားလုံးလွတ်လွတ်ကျွတ်ထွက်လာနိုင်ခဲ့ခြင်းဖြစ်တယ်မြို့စုံတဲဟိုခန်းတို့ရအောင်လူ90ကျော်တပြိုင်နက်ခေါ်ဆောင်သွားရမလွယ်ကူချေထို့ကြောင့်လမ်းတွင်အချို့လူများကိုထားပစ်ခဲ့လေ၏ထိုလူများကိုလမ်းတစ်ဘေးတွင်ခီးတွားများပေါ်မှာမယောင်မလဲလှုပ်ရှားသွားလာနေရန်ညွှန်ကြားခဲ့ပါတယ်ဖမ်းဆီးခံရချိန်၌နှိမ့်ဆက်ခံရသူများနေထိုင်မကောင်းသူများကိုဦးစားပေးကတဲဟိုခန်းတို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်ဆက်ကပွဲသားများကယ်တင်ပြီးတင်တဲ့သူ၏တာဝန်ကျေပွန်ပြီးဖြစ်ကြောင်းလူကြနားလည်လိုက်တယ်ဆက်ကပွဲသားများနဲ့သူတို့ကျူတော်သားဖကိုကုန်းကြောင်လူဒုက္ခမပေးနိုင်စေရန်ဟတ်တာဖို့တာကြံပေးတော့တယ်ထို့ပြင်သူတို့ကျူဟာသူ၏လူများကိုခေါ်ဆောင်ကအီမြို့ကလေးမှအများဆုံးထွက်သွားရန်တိုက်တွန်းလိုက်တယ်တထေးဝန်ထာမယူဆောင်လာတော့ငွေများဖြင့်ညတွင်ချင်းပင်လှဲနှင့်မြင်းလဲများကိုလိုက်ရှာဝယ်ယူလိုက်ပါတယ်ထို့နောက်သူတို့ကျူဦးဆောင်သည့်ဆက်ကအဖွဲ့သည်ဝူဘီမြို့ကလေးအတွင်းမှအများဆုံးထွက်ခွာသွား၏လူကြံကသူတို့ချင်းတန်တန်ခေါ်ထုတ်နေတော့လဲလိုက်မသွားချေသူ့တွင်ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စအများပြားရှိနေသေးသည်မဟုတ်ပါလားသူတို့ကျူတဲ့အန်ရယ်ကင်းစွာထွက်သွားနိုင်ပြီဟုယုံကြည်လျက်ဝူဘီစားတော့ဆိုင်တို့ဥတီထွက်လာခဲ့ပါတော့တယ်ဝူဘီစားတော့ဆိုင်၌နေဘက်နဲ့မချမီးအောင်ထိုင်နေလင်းနေပါတယ်ဇွန်းတာမကန်တာများရေမောတာများစူညာစွာထွက်ပေါ်နေပါတယ်လမ်းမပေါ်မှာလည်းအတိုင်းသားကြားနေရပါတယ်လူကြံဒီဝူဘီစားတော့ဆိုင်ရှိမှဖျက်ချောက်သွားပြီးအခြေအနေကိုကဲကပ်ကြည့်လိုက်ပါတယ်ဘုန်းကြောင့်လူသည်ဆက်ကဖွဲ့သားများလွတ်မြောက်သွားကြောင်းသိပုံမရသေးချေအကယ်၍သိရှိသွားပါကတမျိုးလုံးကိုပိုက်စိတ်တက်လိုက်ရှာပွေတော့မည်မဟုတ်ပါလားဆက်ကဖွဲ့သားများလွတ်မြောက်သွားတော့လဲလူရုံမှာကုန်းကြောင်လူအားဆုံးမရန်လိုအပ်သေးသည်ဟုယူဆပြီးလူကြံကနေရခဲ့ခြင်းဖြစ်တယ်မဟာမိတ်ပွဲတွေအခမ်းအနားသည်တော်နဲ့ပြည်စည်းမိပုံမရချေလူကြံဝင်းရောက်သွားပြီးရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ပါတယ်ဝူဘီစားလို့ဆိုင်ရှိတို့ခက်ရတီရှောက်သွားလိုက်ပါတယ်ဆိုင်ဘဝတို့ရောက်ရင်အဲ့ကြုံများကကြွပါဟူ၍ဒူငါကြိုဆိုလိုက်ကြပါတယ်သူ့အားမုံတိုင်းကိုင်းတို့မဟုတ်ငကားအမကဌာနမှလူဟုထင်မှတ်သွားပုံရ၏လူကြံလဲအလိုက်ထိုက်ပြောပြပြီးအတွင်းဘက်တို့ဝင်ခဲ့ပါတယ်အတွင်းဘက်၌အလွန်ခန္ဓာကြီးကျယ်စွာပြင်ဆင်ထားတွေကိုတွေ့မြင်ရပါတယ်ခမ်းမအကျယ်အတွင်းလူများပြီးကြနေပါတယ်မဟာမိတ်ဖွဲ့တီပွဲပြီးဆုံးသွားဟန်လဲရှိတယ်ခမ်းမတစ်ဖက်တွင်တီးရစားပွဲတစ်လုံးရှိပါတယ်လူ4-5ယောက်ထိုင်ကာတဝါတဟာရေမော့ကစားတော့နေကြပါတယ်ထိုလူစုတဲ့၌မော်လန်ကန်းကျောင်းနှင့်ကုန်းကြောင်လူတို့ပါဝယ်မီဖြစ်ကြောင်းလူကြံရိုက်မိပါတယ်သို့တော့ကုန်းကြောင်လူမှာမြူသူမြူဝါဖြစ်ကြောင်းသူမသိသေးပါချေအဲ့ကြိုများကနေရာချထားပြီးတဲ့ဖြစ်လူကြံလဲစပွဲလုံး၌နေရာရခဲ့ပါတယ်ထိုစပွဲ၌လူ4-5ယောက်ထိုင်နေကြပါတယ်ထိုလူများတွေတံမာထွားကြိုင်းပြီးအစိမ်းရောင်ဝတ်ဆင်ထားသူဖြစ်ကြပါတယ်မျက်နှာနေရနေဒီကိုကြည့်ကြံအားဖြင့်အရက်အတော်ကလေးမူးနေပြီဖြစ်ကြောင်းသိနိုင်ပါတယ်လူကြံအားတစ်ချက်ကြည့်လိုက်ပြီးစကားဆက်ပြောနေကြပါတယ်တယောက်ကကုန်းကြုံလူတော်တယောက်ပဲသူရဲ့ငကားအမခံဌာနကအတော်ကလေးနာမည်ကြော်ကြားလာပြီအခုလိုမုံတိုင်းကိုင်းနဲ့ပေါင်းလိုက်တော့ပိုပြီးကြော်ကြားလာနေတာဗောဟုတ်တယ်မုံတိုင်းကိုင်းမှာတိုင်းပညာရှင်တွေအတော်များများရှိတာကိုသူသိတယ်လေဒါကြောင့်မိတ်ဆွေဖွဲ့တာဗောအရေးကြောင်းရှိရင်မုံတိုင်းကိုင်းရဲ့အကူအညီကိုရမယ်မဟုတ်လားမုံတိုင်းကိုင်းကျော်ဝင်းရုံနန်ကကုန်းကြောင်လူတဲ့ပိုပြီးကြောက်စရာကောင်းတဲ့လူပဲသူကဘာကြောင့်ကုန်းကြောင်လူကိုအရေးပေးဆက်ဆံရတာလေဒါအကြောင်းရှိတယ်လေငွေကြေးကြတော့ကုန်းကြောင်လူကပိုပြီးချမ်းသာတယ်မဟုတ်လားတယောက်နဲ့တယောက်အပြန်အလှန်ကူညီတဲ့သဘောပေါ့တယောက်ကအတန်းတို့ဖြစ်ကျုပ်သတင်းတစ်ခုကြားရတယ်ဝင်းရုံနန်းကိုမင်းဖုံးဆိုတဲ့လူငယ်လေးတယောက်ကစိန်ခေါ်ထားတယ်ဆို
ဟုတ်တယ်မင်းဘုံကအခုနှစ်ပိုင်းမှာအတော်ကြော်ကြားလာတာပဲဘလူးတောင်နဲ့ငရဲကန်လဲသူ့လက်ချက်ကြောင့်ပြိုကွဲသားရတယ်လို့ပြောတယ်သူကဝင်းရုံနန်းကောကုန်းကြုံလူကိုပါစုံမမယ်လို့ကြောင်းဝါထားတဲ့ဒါကြောင့်သူတို့အချင်းချင်းမဟာမိတ်ဖွဲ့လိုက်ကြတာပေါ့ထိုစကားကိုကြားလျင်လူကြအလွန်စိတ်ဝင်စားတော့ပါတယ်မင်းဘုံနဲ့ဝါရီတို့ဤတဲ့တင်းကိုဖာရမဦးဆုံးအချိန်ပြန်လဲကြားသိရပြီမဟုတ်ပါလားလူကြစိတ်ဝင်စားတော့ဖြစ်ဆက်ပြီးနားဆွနေလိုက်ပါတယ်မင်းဘုံဟာတက်တာအဖိုးရဲ့တပည့်လို့ပြောပြီးတော့သူ့စီမှာတာမီလက်ဝါရှိတယ်လို့ပြောတယ်ဘာတာမီလက်ဝါဟုတ်လားဟုတ်တယ်တာမီလက်ဝါအကြောင်းခမရတို့ကြားဘူးသားပဲတာမီလက်ဝါရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်နိုင်ပြီဆိုရင်သူ့ကိုရှင်နိုင်တဲ့လူရှိတော့မှာမဟုတ်ဘူးဒါကြောင့်ဝင်းရုံနန်းနဲ့ကွန်းကြောင်လူတို့ပူပေါင်းကြတာပေါ့ပြီးတော့သူတို့ကတခြားတိုင်းသမားတွေကိုအကူအညီတောင်းထားသေးတယ်ဟောပြောရင်းဆိုရင်ကွန်းကြောင်လူတောင်ထာယာကထနေပြီသူကဝင်းရုံနန်းကိုငကားအမငါဌာနကိုခေါ်ရမယ်ထင်တယ်လူကြံကပြားရဖြစ်လှမ်းကြည့်လိုက်တယ်ထိုကခမ်းမတစ်ဖက်တည်းရှိစပွဲမှာအနေအောင်ဝတ်ဆင်ထားသူကြောင့်မတ်တရားလိုက်ဒီကိုတွေးလိုက်ရပါတယ်ထိုလူမှာအသက်40ကျော်ခါရှိပြီးမျက်နှာတွင်ကြောက်ပေါက်ရာအမားရွက်များရှိနေသူဖြစ်တယ်အဝေးကကြည်ရဒီမှာပင်ထင်ရှားစွာတွေ့မြင်နိုင်ပြီးရုပ်ဆိုးသူဖြစ်ကြောင်းသိနိုင်ပါတယ်မရှိမနှောင်းတွင်ခန္ဓာကိုယ်ပိန်ပိန်ပပရှိသူတယောက်မတ်ရလာ၏ထိုလူဒီအဆိုင်ရဝတ်စားများကိုဝတ်ဆင်ထားပါတယ်သူ၏မိတ်ဆွေများသည်ရင်ဘတ်တို့အတိုင်းအောင်ရှေလျားစွာကြနေသည်ကိုတွေ့မြင်ရပါတယ်ဖာနမလာတော့ကြောက်ပေါက်မားနဲ့လူမာကုန်းကြုံလူဖြစ်ပြီးနောက်မှထလာတော့မှုတ်ဆွေမွေးနဲ့လူမာဝင်းရုံနန်းဖြစ်ကြောင်းလူကြံမှတ်သားထားလိုက်ပါတယ်သူတို့နှစ်ယောက်မတ်ရလိုက်သည်နှင့်ခါမအတွင်းရှိသူများအားလုံးမတ်ရလိုက်ကြ၏လူကြံလည်းမတ်ရလိုက်ရပါတယ်ဝင်းရုံနန်းနဲ့ကုန်းကြုံလူတို့သည်မိတို့ကိုမိသူမျှမနှုတ်ဆက်ပဲခါမအတွင်းမှရှင်တွဲကထွက်သွားကြပါတယ်သူတို့နှစ်ယောက်ခါမပြင်ဘက်တို့ရောက်လို့ရောက်ခင်အချိန်၌ဟာဟာဟာရုတ်တဲ့ကျဲလောင်တော့ရေမောတာများထွက်ပေါ်လာဒီကိုကြားလိုက်ရပါတယ်စက်တမှာပဲအာစူးရတော့အော်ဟစ်တာများထွက်ပေါ်လာပြီးအပေါဝါမှလူတောင်းရအတွင်းတို့လွှတ်စင်လာဒီကိုတွေးလိုက်ရ၏ကိုညော်လူကဘဒူးလေးအော်ငေါ့ရင်ခုံတက်သွား၏ဝေးကိုနားလဲတောက်ဆိုင်နေခြင်းမရှိပဲလှက်တစ်ပြက်ခုံတက်သွား၏သူတို့နှစ်ယောက်စားတော့ဆိုင်အပြင်ဘက်တို့ကြောက်လိုက်ကြပါတယ်မမျောလင်းပဲရန်သူရောက်လာပြီးဖြစ်ကြောင်းသိလိုက်ရတော့အခါခမ်းမအတွင်းရှိလူအားလုံးလက်နဲ့ကိုယ်စီဆွဲတော့ကပြည့်ထွက်သွားကြ၏လူကြံလဲလူအုပ်နဲ့သူရောတော့ကပြည့်ထွက်လာခဲ့ပါတယ်စားတော့ဆိုင်အပြင်ဘက်တွင်ဒူကင်းရှင်းနေပါတယ်လူကြံပြင်ဘက်တို့ရောက်တော့အခါလမ်းမပေါ်၌လူတစ်စုံရောက်မြမတွေ့ရချေငကားအမကဌာနမှလူများနှင့်မော်တိုင်းကိုင်းမှလူများသည်လမ်းမပေါ်တွင်ဟိုးတီပြေးလာကရှာဝေနေကြပါတယ်လူကြံတိတ်ပင်ချလိုက်ယခုချိန်ဒီလူခွဲထွက်ရန်အကောင်းဆုံးအချိန်ဖြစ်ပေတယ်သူဒီပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ရင်လမ်းကြိုးတွင်တို့ဝင်သွားပြီးအမောင်ရက်တွင်ပုံးကွယ်နေလိုက်ပါတယ်ကုန်းကြောင်လူနှင့်ဝေးရုံနန်းတို့၏လူများသည်စူးစူးညံညံပြောဆိုရင်လမ်းမပေါ်တွင်ပြေးလာရှာဝေနေကြ၏လူကြံအပြန်ပြန်လှန်လှန်စဉ်းစားလိုက်ပါတယ်ကုန်းကြောင်လူတို့အားမင်းဘုံကဆုံးမမီဟုကြုံဝါထားခဲ့ပါတယ်တို့ဖြစ်ရာဝူဘီစားတော့ဆိုင်တွင်လာရောက်ရထားခြင်းလည်းဖြစ်နိုင်ပါတယ်သူတစ်ပါးမခလေးစားပြုတ်လို့တတ်ဒီမှာမင်းဘုံအကျင့်ပဲမဟုတ်ပါလားလူကြံစဉ်းစားနေစဉ်မှာရုတ်တဲ့ခန္ဓာလန်းရှိအိမ်တလုံးရဲ့ခေါင်းပေါ်တွင်လူရဲတစ်ခုလှစ်ကနေပြေးသွားတယ်ကိုတွေ့မြင်လိုက်ရပါတယ်လူကြံရဲ့ခြေထောက်များအလိုလိုလှုပ်ရှားသွားပြီးဖြစ်သွားပါတယ်ချက်ချင်းပင်အနီးရှိတစ်ပင်တစ်ပင်ပေါ်ခုံတက်လိုက်ပါတယ်တဖန်အနီးဆုံးအိမ်ခေါင်းမိုးပေါ်တို့ခုံတက်ကအိမ်တလုံးမှတလုံးကြော်ရင်ပြေးလိုက်သွားလေတော့ဤရှေ့မှလူရဲဒီမြို့တော်စီတို့ဥဒီကပြေးလာနေပါတယ်ပေါ့ပါတွက်လက်စွာပြေးသွားခြင်းဖြစ်ရာကိုဝက်ပညာအလွန်တော်ကြောင့်တိတာနိုင်လူကြံလဲဥမွန်ဆိုင်တင် जा ပေးလိုက်တော့ကိုဝက်ပညာကိုအသုံးပြုပြီးလိုက်သွား၏မကြာမီရှေ့မှလူရိုက်ကိုမိလာပါတယ်ရှေ့မှလူရိုက်ဒီသူလိုက်လာခြင်းကိုမရိပ်မိပဲထရွေပြေးလေအတော်ဝေးကိုရောက်လျင်အောက်တို့ခုံဆင်းလိုက်ပါတယ်လူကြံလဲနောက်မှလိုက်သွားပြီးအောက်ခုံဆင်းလိုက်ပါတယ်မြေပေါ်တို့ခြေချမိတဲ့ဟာပြေးသွားတော့လူရိုက်ဒီလူကြံလိုက်လာတွေကိုရိပ်မိသွားပါတယ်ထိုကချက်ချင်းပင်အနောက်တို့လှဲ့ကလက်တစ်ဘက်ဝေးရန်လိုက်အလေးအောင်များထွက်ပေါ်လာပြီးလက်နက်ပုံကလေးများလေတုကိုထိုးရင်ကပြည့်လွယ်လာပါတယ်လူကြံရင်ထိုက်သွားပြီးအင်ဂျီလက်ရှိပြီးခတ်ထုတ်လိုက်ပါတယ်လက်နက်ပုံကလေးများမြေပေါ်တို့ကျသွားလျင်ထိုလူရက်ဒီဆက်လက်တိုက်ကခြင်းမပြုတော့ပဲခြာနဲ့လှဲ့ကပြေးထွက်သွားပြန်၏ရက်လိုက်စမ်းလူကြံအောင်ငေါက်ကနောက်မှထက်ချက်မကွာပြေးလိုက်သွားပါတယ်ယ
ခုတစ်ချိန်သူကပို၍လင်မြန်တော့အဟုန်ဖြင့်ပြေးလိုက်သွားခြင်းဖြစ်တယ်ထို့ကြောင့်တခဏတွင်မှပင်ရှေ့မှပြေးနေသူကိုမိသွား၏ထိုလူသည်ပြေးမလို့မှရိပ်မိသည်နှင့်လှက်လေးပဲအနောက်တို့လှက်ကတိုက်ခိုက်လိုက်ပါတယ်ရင်းတို့တိုက်ခိုက်လိုက်ပြီးထင်မှတ်သည့်အတွက်လူကြံထိတ်လာသွား၏ရှောင်းတဲ့ရန်စူးစမ်းလိုက်တော့လဲနောက်ကျသွားချပြီလက်ဝါးတစ်ဖက်ကိုရှေ့ဆက်ထုတ်ကတိုက်ခိုက်မှုကိုခုခံကာဝယ်လိုက်ရပါတယ်လက်ဝါးနှစ်ဖက်ရင်ဆိုင်တွေ့တွေနဲ့ဝုံကျဲလောင်တော့အတန်တက်ထွက်ပေါ်လာပါတယ်ထိုလူရိပ်မှာခန္ဓာကိုယ်ရိုင်းကခြေသုံးလေးလမ်းမြနောက်ဆုတ်သွားရပါတယ်လူကြံကနေရာတွင်မြဲမြံစွာရပ်နေနိုင်ခဲ့၏ထိုလူငယ်အတွင်းကပြုတ်ရခြင်းမရှိသေးကြောင်းလဲရိပ်မိပါတယ်ထိုလူကတေပြီတော့အော်ငေါ့ရင်ထပ်မံတိုက်ခိုက်လာပါတယ်ပတ်ဝန်းကျင်တွင်အလင်းရောင်တဲတဲကွက်ကွက်မရှိပါချေအမောင်ရဲ့ထိုးကြနေရာတယောက်ဤမျက်နှာတယောက်ကောင်းစွာမြင်ရပါချေသို့တော့အော်ငေါ့တန်ကြရလျင်ထိုလူမှာမိန်းကလေးတယောက်ဖြစ်ကြောင်းလူကြံနားလဲသွား၏ထိုမိန်းကလေးရဲ့အတန်ကိုကြားဖို့ဒီဟုလည်းထင်မိ၏ထို့ကြောင့်ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုဘဲနောက်ဆက်ရှောင်တိန်လိုက်ပါတယ်မိန်းကလေးကအန်တင်းကြက်ရင်ထပ်မံတိုက်ခိုက်လိုက်ပြန်၏လူကြံရှောင်တိန်ရင်မိန်းကလေးမင်းဘူးလဲဆိုတာပြောစမ်းအော်မေးလိုက်တယ်သူ၏စကားကြားမှမိန်းကလေးပိုးပြီးဒေါသထွက်လာဟန်ဖြင့်ပြင်းထန်စွာဖိရွက်တိုက်ခိုက်ပါတယ်ရှောင်းရင်တဲရဲမှလူကြံကမိန်းကလေးကိုကြောက်ကလူမားမှာဆွေးလို့မေးနေတာပါမိန်းကလေးနာမည်ဘယ်သူလဲပြောပါထပ်ပြောလိုက်ပါတယ်မိန်းကလေးနှာခေါင်းလျှောက်ကဟွန်းလူယုံမာတွေရဲ့နောက်လိုက်ခွေးရိုက်ကြီးကြီးကျမနာမည်ဘယ်တော့မှမသိရဘူးမှတ်ထားလူမရဲ့တိုက်ခိုက်မှုဒီကြောက်စရာကောင်းအောင်ပြင်းထန်လာတဲ့အတွက်ရှောင်းတိုက်နေအောင်မျှဖြင့်မလုံလောက်တော့ကြောင်းလူကြံစဉ်းစားမိပါတယ်တို့ပြာလက်ဝါးနှစ်ဖက်ဖြတ်ရင်ဖမ်းကြောက်ရတဲ့သုံးပြီးတော့တန်းခွက်များကိုဖော်ထုတ်လိုက်ပါတယ်သူ၏တန်းခွက်ဖော်ထုတ်တိုက်ခိုက်လိုက်တဲ့နေ့ချက်ချင်းပင်မိန်းကလေးသည်အနောက်အတော်ဝေးတို့ဆုတ်ထားရ၏နောက်မဆုတ်လျင်လူကြံ၏လက်၌ဖမ်းခံရတော့ဖြစ်ပါတယ်မိန်းကလေးထိတ်လန့်သွားပုံရ၏ရှင်မတူလေမိန်းကလေးသည်လူကြံကသူမအားဒဏ်ရာနာတဲ့ဖြစ်စေလို၍ရှောင်းနဲ့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းရိပ်မိသွား၏လူစိုးဘက်မှဖြစ်နိုင်ဟုဆင်ခြင်မိသည့်အတွက်မေးလိုက်ခြင်းဖြစ်ပါတယ်လူကြံတက်ပင်ချကကျုပ်မေးတာမိန်းကလေးမဖြစ်ပေမဲ့မိန်းကလေးမေးတာကျုပ်ဖြစ်ပါမယ်ကျုပ်နာမည်လူကြံလို့ခေါ်ပါတယ်ရှင်မိန်းကလေးခန္ဓာကိုယ်တစ်ချက်သုံးခါသွား၏လူမရဲ့တိုက်ခိုက်မှုများသည်ချက်ချင်းရက်ဆိုင်သွားတော့တယ်လူကြံရှင်ကကျမတော်မှတ်မိတော့ဘူးလားသူမဝန္တာအားရပြောလိုက်လျင်လူကြံကြောင်းအံ့ဖြစ်သွား၏မိန်းကလေးမြူတူမြူဝါဖြစ်ကြောင်းသိနိုင်ရန်ရှေ့တို့တိုးကြည့်လိုက်၏မိန်းကလေးကလည်းမီးအောင်ထဲတို့ထွက်လာကရက်လိုက်ပါတယ်ယခုမှမိန်းကလေးမျက်နှာကိုတဲတဲကွဲကွဲမြင်လိုက်ရပါတယ်ဟဲရင်းလိုက်ပါလားလူကြံအော်သွား၏မမျော်လင့်သူတယောက်အားတွေ့မြင်လိုက်ရတဲ့ဖြစ်ဝန္တာအားရခေါ်လိုက်မိပါတယ်ရင်းလိုက်ဆိုတော့မိန်းကလေးမှာပန်းဒီကိုင်းပိုင်းနဲ့အတွင်းတိကြောင်ခဲ့ရတော့မိန်းကလေးဖြစ်၏သူမရဲ့မိခင်လူမာကြီးအားပြုစုဆောက်ရှောက်နေသူဖြစ်၏ရင်းလိုက်တို့သားမိနေရာထိုင်ခင်းအတွက်ဒုက္ခရောက်နေစဉ်လူကြံကသူ၏အခန်းတွင်တဲအိုခွေပြုခဲ့ခြင်းဖြစ်တယ်ထိုကျေးဇူးကြောင့်ပန်းဒီကိုင်းတို့သွားရတွင်ရင်းလိုက်လိုက်ခဲ့ခြင်းဖြစ်တယ်ရင်းလိုက်သဘောကျစွာရေဝန်းလိုက်ပါတယ်ကျမတို့မတွေ့ရတာကြာပြီနော်ကျမရှင့်ကိုအမြဲတမ်းသတိရနေတာမင်းဖောရဲ့တည်င်းကြတော့ရှင်လဲဒီပတ်ဝန်းကျင်မှာရှိနိုင်မယ်လို့တွေးမိပြီးလိုက်လာခဲ့တာလူကြမျက်မှောင်ကျုပ်သွားပါတယ်နေပါဦးမင်းဖောရဲ့တည်င်းတွေကထူးခြားနေလို့လားထူးတာပေါ့ရှင်မသိဘူးလားမသိဘူးမသိတာပဲကောင်းပါတယ်ဘာဖြစ်လို့လဲရင်းလိုက်နှာခေါက်လျှောက်ကသိရင်ရှင်နဲ့အတူထိတ်ထိုင်ရင်ဆိုင်နေရမှာမလို့ပေါ့လူကြံပါးစပ်ဟောင်းတာဖြစ်တော့ပါတယ်ရင်းလိုက်အားနားမလဲနိုင်စွာကြည့်ကကျုပ်တို့ရင်ဆိုင်ကြရမယ်ဟုတ်လားဟုတ်တယ်မင်းဘုံကလူဆိုးတယောက်ဖြစ်နေပြီရှင်ဟာမဖြစ်နိုင်တာသူကသူများအပေါ်အထင်သေးတယ်မထီမဲ့မြင်ပြုတ်တတ်တာကလွှဲရင်စိတ်ကောင်းရှိပါတယ်ဗျာသူကိုယ်တိုင်လူဆိုးကိုင်းတွေကိုဖြိုခွဲခဲ့နေတာပဲမဟုတ်လားရှင်းလေမခုံးထုတ်လိုက်တယ်ရှင်မယုံလဲကျမမတတ်နိုင်ဘူးမင်းဖုံးဟာလူကောင်းတယောက်မဟုတ်တော့ဘူးဆိုတာတော့ရှင်နားလည်ထားစေချင်တယ်လောကမှာရှင်လိုစိတ်ဓာတ်ရှိတဲ့လူအင်မတန်နည်းပါတယ်ရှင်လဲနေရာတကာသဘောကောင်းနေတာနဲ့ပဲတနေ့ဒုက္ခတွေ့အောင်မယ်လူကြံပြုံးလိုက်တယ်ကံတရားပေါ့ဗျာအများကျိုးဆောင်ရရင်ကျုပ်အသက်တည်ရမယ်ဆိုရင်လဲကျုပ်သေပါပါတယ်ရှင်သေပါပေမဲ့ကျမတို့လက်မခံနိုင်ဘူးရှင်လိုလူကောင်းတယောက်တွေ့ဖို့မလွယ်ဘူးဟာကျုပ်တငယ်ချင်းဝါရီလည်းရှိပါသေးတယ်ဗျာဟမ်ဝါရီအကြောင်းလဲကျမသိပြီပါပြီသူ့အဖေဟာလူဆိုးတမျှတည်းရောက်ပဲရှင်အဖေနဲ့ဒါဘာမှမဆိုင်ပါဘူးဗျာဒါတဲ့ခမရဝါရီကိုတွေ့မိသေးလားရင်းလိန်ကောင်းခံရလိုက်တယ်မတွေ့ဘူးရှင်မင်းဖုံးကဝင်းရုံနန်းနဲ့ကွန်းကြုံလူတို့ကိုစိန်ခေါ်တဲ့ကိစ္စရှင်မသိသေးဘူးလား
လူကြံကောင်းကြီးလိုက်တယ်ထိုရင်းကိုဝူပြီးစားတော့ဆိုင်နဲ့သူကြားတိခဲ့ပြီးဖြစ်တယ်ဒီကိစ္စတော့သိပါတယ်သူကအပျော်တဘုံမျိုးလောက်တာမဟုတ်ဘူးရှင်အမှန်တကယ်ပဲကွန်းကြောင်လူနဲ့ဝင်းယုံနားတော့ကိုတုတ်တင်လိုက်မယ်ဒါပေမဲ့ဘယ်နေ့ဘယ်ရက်ဘယ်ချိန်ထိဆိုတာမပြောနိုင်သေးဘူးဒါပြည့်စောစောကစားတော့ဆိုင်မှာလာပြီးရန်ဆက်သွားတာမင်းမုံပြစ်နိုင်တာပေါ့ရင်းလဲရဲမောလိုက်တယ်ရှင်မစိုးဘူးဒါပေမဲ့ရှင်နေတာလုံးမဟုတ်ဘူးဒါပြည့်ဘာတူလဲကျမပေါ့ဗျာကွန်းကြောင်လူတို့ကိုရန်ဆက်လိုက်တာကျမပေါ့အခုဆိုရင်သူတို့ပိုးပြီးသတိထားနေကြလိမ့်မယ်မင်းဖုံးအတွက်မလဲတော့ဘူးပေါ့သူတို့တွေတိုက်ခိုက်ရင်တေကုံရင်အေးတာပဲရင်းလဲမကျေနပ်ပြောတော့အခါလူကြမှာမြည်တို့ပြောရမှမသိဖြစ်သွားပါတယ်ရင်းလဲစကားဆက်လိုက်တယ်ကျမရှင်းပြောရရင်မင်းဖုံးကိုကွန်းကြောင်လူတို့ထက်ပိုးပြီးမောင်းလေးတယ်ရှင်လူကြစိတ်မကောင်းဖြစ်သွားတယ်ရင်းလဲကအော်စွာကြည့်ကဘာဖြစ်လို့ဒီလောက်တောင်မုံဒီဆက်ဆောက်နေရတာလဲဗျာမင်းဖုံးဟာအရင်ကရှင်တိထားတဲ့မင်းဖုံးမဟုတ်တော့လို့ပေါ့ဘယ်လိုများပြောင်းလဲသွားလို့လဲပြောင်းလဲတာကစမ်းနေသူဟာမိန်းကလေးတွေကိုအလို့မပေးတဲ့လူစားမျိုးဖြစ်လာပြီးရှင်ဗျာလူကြမျက်လုံးပြူတော့ပါတယ်ကြားလိုက်ရတော့စကားကိုသူမယုံကြည်နိုင်ပါချေတီတင်းကျုပ်ဘလို့လို့ယုံကြည်ရမှန်းတော့မသိတော့ဘူးဗျာရှင်မယုံလဲဝါရီကိုလိုက်ရှာပြီးမေးကြည့်နိုင်ပါတယ်ဟာကျုပ်ကိုထင်မလဲပါနဲ့ဗျာကျုပ်ကမယုံလို့မဟုတ်ပါဘူးအော်လွန်းလို့ပါကဲဒါတွေထားလိုက်ပါတော့လीအခုရှင်ဘယ်ကိုသွားမလို့လဲလူကြံကပတ်ဝန်းကျင်ကိုကဲကဲကြည့်လိုက်အတော်ကလေးညံ့နဲ့လာပြီးဖြစ်တယ်လာဝဲ၌လူသွားလူလားမစိုးတာနဲ့ခွေးလေများပြီမတွေ့ရချေဒီညတဲဟုတ်ခါမှာသွားပြီးနေမယ်လို့စိတ်ကူထားတာပဲဒါပေကျမတို့လိုက်ခဲ့ပါလူကြံမျက်မှောင်ကျုပ်ကကျုပ်တွေတာဝန်ပိုနေလိုက်မယ်ဗျာအိုးဘာတာဝန်မှမကြီးပါဘူးကဲလာတွားကြစို့လူကြံဒီရင်းလိုက်နဲ့အတူထွက်သွားခဲ့နားနဲ့မိုးစင်လင်းတွေနဲ့မင်းဖောင်းရီတဲ့တင်းကိုစုံစမ်းရန်ဆုံးဖြတ်ထားလိုက်ပါတယ်ရင်းလိုက်ကသူမတဲဟိုနေတော့တဲဟိုခန်းတို့ခေါ်ဆောင်သွားခြင်းဖြစ်တယ်တဲဟိုခန်းတွင်အခန်းတစ်ခန်းရလျင်လူကြံဒီတညတာနားယူရန်အတွက်နေရာလိုက်လံရှာဖွေစရာမလိုတော့ပါချေမင်းဖောင်းနဲ့ဝါရီတို့အကြောင်းတွေကြားရတော့တဲ့တင်းများမှားရွက်နေပါစေဟုကြက်၍ဆုတောင်းနေမိပါတော့တယ်အခန်းစနစ်ဒုက္ခပင်လယ်ဝေသူနှစ်ဦးအဝေးမှကြက်တွန်သားများထွက်ပေါ်လာပါတယ်အရှိဘက်စီအာယုံဤရောင်ကြီးများထွက်ပေါ်လာပြီးဖြစ်တယ်မကြမီမိုးစင်လင်းတော်မီလူကြံဒီဝါရီနှင့်မင်းဖုံးတို့အကြောင်းတွေးကအတော်ကလေးညံ့ထဲမှာအိပ်ပျော်သွား၏သို့တော့သူနိုးလာတော့ခါ၌လဲမိုးကောင်းစွာမလင်းသေးချေအဲ့ရထက်တဲ့လူးလိုက်ရင်ဆက်ပြီးအိမ်များတော့ဒီအတွက်ကလေးပေါ်မှဆင်ကအခန်းပြင်ဘက်သို့ထွက်လာခဲ့ပါတယ်ရင်းလိန်အခန်းကပိတ်ထား၏ရင်းလိန်အိပ်ပျော်နေအောင်မီဖြစ်ကြောင်းတွေးမိကအနှောက်အယှက်မပေးဘဲတဲအိုခန်းရှိသို့ထွက်လာခဲ့ပါတယ်တဲအိုခန်းရှိ၌အလုတ်ဓမ္မတယောက်သည်လမ်းပေါ်မှအမိုက်ရိုက်များကိုတပြက်စီတစ်ချောင်းဖြင့်လှည့်ကျင်းနေ၏လူကျင်လဲအေးမြလက်စတော်လေးကိုဇူရှိုက်ရင်တဲအိုခန်းရှိတွင်လမ်းလျှောက်နေမိပါတယ်ထိုစဉ်လမ်းပေါ်၌လူတယောက်ဖြတ်သွားသည်ကိုသတိပြုလိုက်မိလူကြိုင်မျက်လုံးများပြူးရတော့တယ်ဟင်းမင်းမဟုတ်ပါလားလှုပ်ကနေပြောလိုက်မိပါတယ်ခက်လန်းလန်းမှဖြတ်နှံသွားလာသူမှာမင်းဖုံးနှင့်အလွန်သူနေသည်ဟုထင်မိပါတယ်သူ၏စက်တဲ့၌ဆွဲလန်းနေခြင်းကြောင့်လောဟုတွေးကမျက်လုံးပိုးကြည့်လိုက်ပါတယ်ထိုချိန်တွင်မင်းဖုံးနှင့်သူတော်လူမှာအတော်ဝေးတို့ရောက်ရှိသွားပြီဖြစ်ပါတယ်လူကြံကတဲဟိုခန်းဘော်တို့မောကြည့်လိုက်တယ်ရင်းလိန်ကယခုတိုင်မနိုးသေးချေလူကြံကနောက်မှလိုက်ကြည့်ရန်ဆုံးဖြတ်လိုက်ပြီးတပြက်စီလှဲကျင်နေတော့ဆိုင်းလူလင်ကလေးကမှားကြလိုက်ပါတယ်ညီလေးရင်းလိန်ဆိုတဲ့အမျိုးသမီးနိုးလာရင်အကိုမကြခင်ပြန်လာမယ်ဘာမှစိတ်မူပါနဲ့လို့ပြောပြပါဆိုင်းလူလင်ကောင်းကြီးလိုက်ပါတယ်စိတ်ချပါခမညာကျွန်တော်ပြောလိုက်ပါမယ်လူကြံကခါတော့ကလေးလာမော်ပြေးထွက်သွားပါတယ်ထို့နောက်မင်းပေါင်းနဲ့တူတူနောက်တို့ပြေးလိုက်သွားပါတယ်ထိုလူဒီအဖြူရောင်ဝတ်စားများဝတ်ဆင်ထားပါတယ်ပေါ့ပါဖြက်လက်တော့ခြေလားများဖြင့်ခါတော့ရှောက်သွားနေ၏လူကြံကခါလန်းလန်းမှမယောင်မလဲဖြင့်နောက်ရောက်ခံလိုက်သွားပါတယ်ထိုလူကရှေ့တို့ဒီဇိုင်းမသွားနေ၏လူတို့နှစ်ယောက်ကရှေ့စင်းနောက်ဆက်သွားရင်အရှိဘက်စီ၌ရောင်နေတန်းလာချိန်တွင်ငကားအမန်ကတန်းတာဟူသောဆိုင်းဘုတ်ချိတ်ဆွဲထားသည့်ခြံဝင်းကြီးရှိတို့ရောက်ရှိလာကြပါသည်မင်းဘုတ်ဒီငကားအမန်ကတန်းတာခြံဝင်းတွင်တို့ပေါ့ပါစွာခုံဝင်သွားတွေကိုတွေ့မြင်လိုက်ရ၏
လူကြံမနေတာတော့ပဲနောက်မှလိုက်သွားရပါတယ်ချောင်းဝင်းသွင်းတို့ခြေချအမိတီနဲ့မင်းပေါင်းမှာပျောက်ခြင်းမလားပျောက်သွားတွေကိုတွေ့ရပါတယ်လူကြံရင်ထိတ်သွားတယ်ပတ်ဝန်းကျင်တွင်တေးသေးချာချာရှာဖွေကြည့်လိုက်တော့လဲလုံးဝမတွေ့ရချေထိုးစဉ်အဝေးမှခြေတာများပေါ်တက်လာတွေကိုကြားလိုက်ရ၏ထို့ကြောင့်သူဒီအလင်းများနေရန်ကိုခုံကျော်ကပြန်ထွက်လာရပါတယ်အပြင်ရောက်ရင်လူကြံချက်ချင်းပင်တက်ပင်နေပင်အနောက်တို့ပြေးရင်ပုံးကိုလိုက်ရပါတယ်ခြေတာများခြေတာမှာတစားတစားကျဲလောင်လာပါတယ်မင်းပဲပြေးမလဲ။အော်ငေါက်တန်ကျဲလောင်စွာထွက်ပေါ်လာပါတယ်လူကြံထိတ်လာတော့ပါတယ်ချက်ချင်းပင်အတန်ထွက်ပေါ်လာရစီတို့မှန်းဆပြေးသွားပါတယ်မကြမီတော်လာငလေးပဲတောအုပ်ထဲတို့ရောက်သွား၏ထိုမှတစ်စစ်ကြောက်ကဘာတစ်ခုစီတို့ရောက်ရှိသွားပါတယ်ကြောက်ကဘာတစ်လျှောက်လူတစ်ခါမြစ်တော်ကိုင်းပင်များဖုံးလန်းလျက်ရှိနေပါတယ်ကိုင်းပင်များအကြားတိုးရီပုံးလဲရပါတယ်ထိုစဉ်ကျဲလောင်တော့ရေတံတစ်ခုထွက်ပေါ်လာတွေကိုကြားလိုက်ရ၏လူကြံလဲအတန်ထွက်ပေါ်လာရစီတို့နီးတဲ့နီးအောင်ချင်းကပ်သွားပါတယ်မကြမီကိုင်းပင်များကိုဖြတ်ကာချောင်းဆက်သို့ရောက်ရှိလာပါတယ်ချောင်းရည်များနောက်ကြည့်နေ၏ချောင်းဆက်တွင်တဲတောင်ပြေတစ်ခုရှိနေသည်ကိုတွေ့ရ၏ကိုင်းပင်များကြားမှတိုးထွက်ရန်ပြင်ဆင်လိုက်စဉ်တဲတောင်ပြေမှလူရဲများကိုတွေ့ရတဲ့ဖြင့်မထွက်တော့ပဲအตาငြိမ်နေလိုက်ပါတယ်ကိုင်းပင်များကိုအตาဖျဲကချောင်းကြည့်လိုက်၏လူနှစ်ယောက်ကတယောက်အားဝိုင်းရန်ထားကြောင်းတွေ့လိုက်ရပါတယ်ဝိုင်းရန်ထားခြင်းခိုင်းရသူမှာဖားရရအပြိပါတော့အဝတ်စားများဝတ်ဆင်ထားသူဖြစ်၏ထိုသူကိုတွေ့လျင်လူကြံမျက်လုံးပြူးကျက်သွားပြီးဟင်းဆရာတက်အတော်တီးတို့ရေကိုလိုက်မိပါတယ်မှန်ပေတယ်ထိုလူမှာသူ့အားတိုင်းပညာသင်ကြားပေးခဲ့တော့ဗေဒာဤထင်းစုပင်ဖြစ်ပါတယ်ထင်းစုအားဝိုင်းရန်တိုက်ခတ်သူတစ်ယောက်နဲ့တယောက်မှာခြံတိုင်းဖြစ်တွေကိုတွေ့ရ၏ကြံတယောက်ကလူကြံမသိချေခြံတိုင်းကထင်းစုကိုကြည့်ကာသဘောကျစွာရေမောနေ၏ထင်းစုဒီကနေ့ကျုပ်တို့လက်ထက်ကမင်းပြေးလို့လွတ်နိုင်အောင်မလားထင်းစုကခြံတိုင်းမင်းတိုက်လဲဝင်မြင့်နေလှူရှင်းတာမပါရင်မင်းဘာများတတ်နိုင်မှာလဲကွာမင်းတတ်ရရှိရင်ကျုပ်နဲ့တယောက်ချင်းရှင်းမလားလှူရှင်ကျုပ်ပြောတာခမရဘလို့တဘောရတယ်လေစေတန်ကိုင်းနာသူကလှမ်းမိတ်လိုက်ပါတယ်စေတန်ကိုင်းနာတဲ့အမိမှာလှူရှင်ဖြစ်တယ်လှူရှင်ကကောင်းကြီးကတယောက်ချင်းရှင်းတာလဲကောင်းတယ်လို့ပဲသူဤစကားကြောင့်ခြံတိုင်းမျက်နှာပြတ်သွား၏လှူရှင်ကိုကြည့်ကမကြေမနက်ပြောလေတယ်လှူရှင်ခမရဘာတဘောလဲဗျကျုပ်ကိုကူညီမယ်ဆိုဗျဟုတ်တယ်လေမင်းကိုကူညီမှာပေါ့ဒါဖြင့်သူ့စကားကိုဘာလို့ထောက်ခံရတာလဲသူပြောတာလည်းမဖြစ်နိုင်လို့လားသူကြောက်တော့လက်ထက်ကဖက်ပြေးချင်လို့ပြောတာထင်းစုကအော်ပြောလိုက်တယ်လှူရှင်ခမည်းလဲတိုင်းဓမ္မတယောက်ပဲတယောက်ဓမ္မကိုနှစ်ယောက်ဓမ္မကဝိုင်းတိုက်တာတရားသလားမတရားလားဆုံးဖြတ်ပါလှူရှင်ခေါင်းငိမ့်လိုက်တယ်ဟုတ်တယ်မတရားဘူးဒါဖြင့်သူနဲ့ကျုပ်တယောက်ချင်းရှင်မယ်ခြံတိုင်းကောက်ကျစ်စွာပြောလိုက်ပါတယ်လူရှင်အစိုက်ကြီးကသူကတယောက်ချင်းရှင်ပြန်ခြင်းနဲ့ဒါမှတရားတယ်လို့တတ်မှတ်ရင်ခမားကိုယ်တိုင်သူနဲ့ရှင်တာကောင်းမယ်လူရှင်နဲ့လှဲ့ကရန်တိုက်ပေးလိုက်ပါတယ်လူရှင်ကဟုတ်တယ်တယောက်ချင်းရှင်တာတရားတယ်ကျုပ်နဲ့ရှင်မယ်ပြောရင်ရှေ့တို့လှမ်းတွဲလိုက်တယ်သူတို့ပြောစကားကိုနားထောင်ရင်လူရှင်ဆိုတော့သူမှာတိုင်းပညာထက်မြက်တော့လဲညာကောင်းလှသူမဟုတ်ကြောင်းလူကြံဆင်ခြင်မိပါတယ်လူရှင်ဒီသူများပြောတိုင်းနားရောင်တတ်တော့လူစားမျိုးဖြစ်ကြောင်းသူတွေးယူပါတယ်မှားရီမှန်ဒီရန်သူမိတ်ဆွေဟူ၍မိမိအုံနောက်ဖြစ်စဉ်းစားတတ်သူမဟုတ်ချေလူရှင်ဆွတ်တက်လာလျင်ထင်းစုကလှူရှင်ခမရဘာကြောင့်ခြံတိုင်းနဲ့ပေါက်ရတာလဲဗျခြံတိုင်းဟာဘလို့လူစားလဲဆိုတာခမရသိရလားလှူရှင်မျက်မှောင်ကြောက်ကခြံတိုင်းကဘာဖြစ်လို့လဲလူကမဟုတ်လို့ပေါ့လှူရှင်တွေ့ရသွားတယ်ခြံတိုင်းကလှူရှင်ခမရဘေးပဲနေပါတော့ကျုပ်သူ့ကိုရှင်းလိုက်မယ်ကျုပ်အချင်းနေမှာမှခမရဝင်ပါကျုပ်ကိုစားတိုက်ခိုက်ပါဒါဆိုမိတ်ဆွေကိုကူညီရရောက်ပါတယ်လှူရှင်ခေါင်းဆက်ဆက်ညှိလိုက်ပါတယ်ကောင်းပြီမင်းတဘောပဲခြံတိုင်းကထင်းစုနဲ့မျက်နှာဆိုင်လိုက်၏လှူရှင်ကြားဝင်တိုက်ခိုက်ခြင်းမှာပြုတ်တဲ့အတွက်ထင်းစုဝမ်းသာသွားပါတယ်လှူရှင်၏တိုင်းပညာလွန်စာကြောက်စရာကောင်းတော့လေစဉ်းစားဆင်ခြင်ဉာဏ်နဲပါလှကြောင်းလှူကြံရိမ့်ယူပါတယ်ကလေးငယ်ပါမှာစိတ်တည်ငြိမ်မှုမရှိချေခြံတိုင်းကထင်းစုကစိုက်ကြည့်ကနာငုံချင်းဟာကျုပ်နဲ့ရင်းနှီးတဲ့လူရောက်ပဲခမရသူ့ကိုတွားပြီးဒုက္ခပေးတော့ကျုပ်ကလည်းခမရကိုခွင့်မလွတ်နိုင်ဘူးကဲသတိထားပြီးတော့စကားဆုံးရင်လက်ဝါရိုက်တော့စကားဆုံးရင်လက်ဝါထုတ်ရင်စတင်တိုက်ခိုက်လိုက်ပါတယ်လူကြံကလည်းပြန်လဲတိုက်ခိုက်လိုက်ပါတယ်လူရှင်းကပါဝင်တိုက်ခိုက်ခြင်းမပြုဘဲတိုက်ပွဲကိုရိုက်ကြည့်နေ၏ထင်းစုနဲ့ခြံနိုင်တို့ကသူနိုင်ကိုနိုင်ပြင်းနာစွာရှင်မြန်တိုက်ခိုက်နေကြပါတယ်လူကြံဒီ
ထင်းစုအတွက်စိတ်ပူမိတယ်ခြံနိုင်တယောက်တည်းကိုပင်အနိုင်ရမလွယ်ကူမှရိပ်မိပါတယ်ရေရှည်တိုက်ခတ်သွားရင်ထင်းစုရှုံးနေသွားမိကိုသိပါတယ်ထို့ကြောင့်ကိုင်းပင်များကြားမှကြောက်ခဲကလေးများကောက်ယူလိုက်၏တဖန်လက်ထက်တွင်အတစ်ဆောက်ကင်ထားပြီးအခွေရတွေနဲ့ခြံနိုင်ရပြစ်ပေါက်လိုက်ပါတယ်နောက်ကျောပိုင်းမှာလေတို့တန်ထက်ပေါ်လာတော့အခါခြံနိုင်ရင်ထိတ်ကဘေးတို့ရှောင်းထွက်သွားပါတယ်ဤတွင်တိုင်းကွက်နေတာပြတ်သွားသည့်အတွက်ထင်းစု၏လက်ချက်မိသွားပြီးဝုံကျေလောင်တော့အတန်တစ်ချက်ထွက်ပေါ်လာပြီးခြံနိုင်အဝေးတို့လွှင့်စင်သွားလေ၏သို့တော့သူကချက်ချင်းရှေ့တို့ပြန်လဲခုံထွက်လာပါတယ်လူကြံပေါင်းနေတော့ကိုင်းရည်များကြားတော့လှမ်းကြည့်ရင်ဘာလို့လဲထွက်ခဲ့စမ်းအောင်းငေါက်လိုက်ပါတယ်လူကြံမျက်လုံးပြူတော့ပါတယ်တောက်တော့မြမလှုပ်ဖို့ပဲအตาညင်နေလိုက်ပါတယ်မြေသူမြထွက်လာခြင်းမရှိသည်မြေသူမြထွက်လာခြင်းမရှိသည်ကိုတွေ့ရရင်ခြံတိုင်းတော့ပေါက်သွားပြီးဟေးထွက်လာခဲ့လို့ပြောနေတာမကြောက်ဘူးလားအောင်းငေါက်လိုက်ပါတယ်တစ်ဆက်တည်းပင်လူရှင်းဘက်တို့လှက်ကကိုင်းဝင်တွေကြားမှာပေါင်းနေတဲ့လူရှိတယ်ဒါလေးတော့ခမရမသိဘူးလားသွားပြီးဆွဲထုတ်လိုက်စမ်းသူဤစကားကြောင့်လူရှင်းတော့ပေါက်သွားပါတယ်ကြောက်တိတာပဲမင်းတို့မရှင်ပြိုင်ခင်ကတည်းကသူရောက်နေတာသူဤစကားကြားရင်ခြံတိုင်းပါစအဟောင်းတာဖြစ်သွားပါတယ်ခမရသိတယ်ဟုတ်လားသိလက်သားနဲ့ဘာကြောင့်လှုပ်ပေးရတာလဲဗျသူရောက်နေတာကြောက်တိပြီပဲသူ့ရဲ့ကိုဝက်ပညာနဲ့အတွင်းအားထိတ်တန့်အစင်မရောက်သေးပါဘူးဘာမှကြောက်စရာမရှိလို့လှုပ်ပေးထားလိုက်ပါပေါ့သူ့ကိုဖမ်းချင်ရင်လွယ်လွယ်လေးပဲဖမ်းလို့ရတယ်လူကြံသည်ထင်းစုအတွက်စိတ်ပူမိတယ်ခြံနိုင်တယောက်တည်းကိုပင်အနိုင်ရမလွယ်ကူမှရိပ်မိပါတယ်ရေရှည်တိုက်ခတ်သွားရင်ထင်းစုရှုံးနေသွားမိကိုသိပါတယ်ထို့ကြောင့်ကိုင်းပင်များအကြားမှကြောက်ခဲကလေးများကောက်ယူလိုက်တဖန်လက်ထက်တွင်အတစ်ဆုပ်ထားပြီးအခွေရတွေနဲ့ခြံနိုင်ရပြစ်ပေါက်လိုက်ပါတယ်နောက်ကျောပိုင်းမှာလေတို့တန်ထက်ပေါ်လာတော့အခါခြံနိုင်ရင်ထိတ်ကဘေးတို့ရှောင်းထွက်သွားပါတယ်ဤတွင်တိုင်းကွက်နေတာပြတ်သွားတဲ့ဖြစ်ထင်းစုကြီးလက်ချက်မိသွားပါတယ်ကျေလောင်တော့အတန်တစ်ချက်ထွက်ပေါ်လာပြီးခြံနိုင်အဝေးတို့လိမ့်စင်သွားလေသို့တော့သူကချက်ချင်းရှိတို့ပြန်လဲခုံထွက်လာပါတယ်လူကြံပုံးနေတော့ကိုင်းမင်ကြားတော့လှမ်းကြည့်ဘဒူလဲကွာထက်လာခဲ့စမ်းအောင်းငေါက်လိုက်ပါတယ်လူကြံမျက်လုံးပြူတော့ပါတယ်တောက်တော့မြမလှုပ်ဖို့ပဲအตาငြိမ်နေလိုက်ပါတယ်မြည်သူမြထွက်လာခြင်းမရှိဒီကိုတွေ့ရရင်ခြံနိုင်တော့ပါသွားပြီဟေးထွက်လာခဲ့လို့ပြောနေတာမကြောက်ဘူးလားအောင်းငေါက်လိုက်တယ်တစ်ဆက်တည်းမှာပဲလူရှင်းဘက်တို့လှက်ကကိုင်းမင်တွေကြားမှာပုံးနေတဲ့လူရှိတယ်ဒါလေးတော့ခမမသိဘူးလားသွားပြီးဆွဲထုတ်လိုက်စားမှာဗျာသူဤစကားကြောင့်လှူရှမ်းတော့သွားပါတယ်ကြောက်တိတာပဲမင်းတို့မရှင်ပြိုင်ရင်ကလေးကသူရောက်နေတာသူဤစကားကြားရင်ခြံတိုင်းပါစအဟောင်းတာဖြစ်သွားပါတယ်ခမသိတယ်ဟုတ်လားသိရတာနဲ့ဘာကြောင့်လှုပ်ပေးရတာလဲဗျသူရောက်နေတာကြောက်တိပြီပဲသူရဲ့ကိုဝတ်ပညာနဲ့အတွင်းအားထိတ်တန့်အစ်မရောက်သေးပါဘူးဘာမှကြောက်စရာမရှိလို့လှုပ်ပေးထားလိုက်တာပေါ့သူ့ကိုဖမ်းချင်လွယ်လွယ်ကလေးဖမ်းလို့ရတာပဲသူတို့အချီကျပြောနေကြတော့စကားများကြားရလျင်လှူကြံမှာဘုံွယ်ရမှထွက်ပြေးလိုစိတ်များပင်ပေါ်ပေါက်လာပါတယ်သို့တော့ယခုချိန်မှထွက်ပြေး၍လဲအချင်းနေတာဖြစ်ကြောင်းနားလည်ထားပါတယ်ခြံနိုင်မကျေနပ်ဖြစ်ဘာပဲဖြစ်ဖြစ်သူ့ကိုဖမ်းလိုက်တာကောင်းမယ်ဗျမင်းတော့ဖမ်းမှာလားသူထွက်ပြေးသွားလိုက်မယ်လူရှင်းကပခုံးတို့ပြလိုက်ခြံနိုင်ကမကျေနပ်ဖြစ်ပြောလိုက်လူရှင်းခမရအတွက်တာမဏိလက်ဝါရအောင်စွမ်းဆောင်ပေးမယ်ဆိုရင်ခမရကူညီမလားလူရှင်းမျက်လုံးများအယောင်တစ်ဖက်ဖက်ဝင်းလက်တောက်ဝသွားပါတယ်ထင်မင်းရဲ့တာမဏိလက်ဝါတိုင်းလောကမှာပြန်လဲထွက်ပေါ်လာပြီဆိုတော့တင်ကြောက်ကြပြီပြီးတော့ထင်မင်းရဲ့တားနှစ်ယောက်လဲတိုင်းလောကထဲမှာရှိတယ်လို့သတင်းကြားရတယ်ကဲတာမဏိလက်ဝါဘယ်မှာလဲခမရကူညီမှပြောနိုင်မယ်ကောင်းပြီစကားဆုံးနေနဲ့လှုပ်ရှားလိုက်လူရှင်းလှုပ်ရှားလိုက်တဲ့နဲ့လူကြံမှာပုံးဝယ်ရမှထွက်လိုက်ရပါတယ်တစ်ဆက်တည်းသူ့တန်ခေါ်ဝင်လာတော့လူရှင်းအားတိုက်ခိုက်လိုက်သို့တော့လူရှင်းမှာသူ့ရှင်းမှာပြုတ်သွားလူကြံကြောင်းဝမ်းဖြစ်သွားပါတယ်ထိတ်လကနောက်လေရန်ဟန်မင်းလိုက်စဉ်သူဤတကူလုံးလှုပ်ရှားမရအောင်ဖမ်းဆီးချွတ်အောင်ခြင်းခံလိုက်ရပါတယ်လူရှင်းတဟားဟာရေမောရေဟော့ဒီမှာပေါင်းနေတဲ့လူကိုမိပြီပြောရင်တဲတော်ပြင်ပေါ်တို့ပြစ်ချလိုက်ပါတယ်လူကြံမှာတဲတော်ပြင်ပေါ်တို့ခြေပေးလက်ပြကျသွား၏တဲမြေဖြစ်ဖြစ်တာတော်တော့တယ်အကယ်၍တဲမြေမဟုတ်ပါကလူကြံမှာဒိုင်ယာနာတဲ့ရတော့ပြီးလိုက်မည်လူကြံအားတွေ့လျင်ထေးစုဝမ်းနာတော့ပါတယ်ဟင်းမင်းကိုလူကြံမသိရန်ဆောင်ကမေးလိုက်ပါတယ်ဟာဆရာဘလို့လို့ဒီကိုရောက်နေတာလေထေးစုကကျောက်ကနန်းကုန်းချင်းကိုလိုက်တာပေါ့နန်းကုန်းချင်းကိုမဲနေတော့သူရောက်လာလို့ရှောင်းထွက်ခဲ့တာအခုဒီမလွတ်သေးဘူးဖြစ်နေတယ်ဆရာသူ့ကိုမနိုင်ဘူးလားဘာဖြစ်လို့မနိုင်ရမှာလဲခြံနိုင်တော့ပါကကောင်းပြီခမရကြောက်ကိုနိုင်တယ်ဆိုရင်စူးစမ်းကြည့်အောင်ပေါ့စကားဆုံးလျင်လက်တစ်ပြက်တိုက်ခိုက်လိုက်ပြန်၏
ထင်းစုကလည်းပြန်လဲတိုက်ခိုက်လိုက်လူရှင်းကလှမ်းပြောလိုက်ပါတယ်ဟေးတမ်လီလောကဘာမှလဲပြောလေခြံတိုင်းမဖြေမီလူကြံကကြားဝင်ဖြေပေးလိုက်ပါတယ်ကျွန်တော်သိတယ်မင်းသိတယ်ဟုတ်လားတကယ်နော်ဆက်ရပါဗျာတမ်လီလောကဟာကျွန်တော်မိတ်ဆွေလက်ထက်မှာရှိပါတယ်မင်းငယ်ချင်းကဘာတူလဲဝါကြီးလို့ခေါ်တယ်အော်ဒါဖြစ်မင်းငယ်ချင်းဘယ်မှာရှိတယ်ဆိုတာပြောရမှာပေါ့ဒါမှကြောက်လိုက်ရှာလို့ရမှာဒါတော့ကျွန်တော်မသိဘူးဗျမင်းကြောက်ကိုညားတာလားမညာပါဘူးထိုစဉ်ထင်းစုကသူ့ကြံမင်းဘာတွေပြောနေတာလဲမစပိတာစမ်းအော်ငေါက်လိုက်ပါတယ်လူကြံခေါင်းအုပ်ထားလိုက်ရည်လူရှင်းကမင်းမပြောရင်ကြောက်မင်းကိုလှုံ့ပေးနိုင်ဘူးလူကြံလည်းတော့ပါလာပါတယ်ခမည်းမျိုးလည်းမတတ်နိုင်ဘူးလူရှင်းပခုံးတို့လိုက်ထိုချိန်မှာပင်ဝုံကျဲလောင်တော့အတန်တရက်ထွက်ပေါ်လာပါတယ်ထင်းစုဒီခြာနိုင်နဲ့တိုက်ခိုက်ရင်နောက်တော့ခုံဆုပ်လိုက်ရာချောင်းထဲတို့ပြောကြသွားခြင်းဖြစ်ချောင်းထဲမှာပြန်ပေါ်လာခြင်းမရှိသေးဆရာလူကြံလဲမိတို့ပင်အော်ခေါ်ပါတော့လဲထင်းစုကပြန်ပေါ်မလာတော့ပါချောင်းရီအောက်တို့စုံစုံနှင်းမြုပ်ပျောက်ကွယ်သွားလေတော့တယ်ခြံနိုင်ပြောလိုက်ပါတယ်သူ၏လက်ချက်ကြောင့်ထင်းစုတေဆုံးသွားပြီဟုယုံကြည်လိုက်ပါတယ်လူကြံတို့နီးတို့ရှောက်လာပြီတယောက်ကတော့ရှင်းလိုက်ပြီတယောက်ပဲကြံတော့တယ်လူရှင်းကမင်းအတွက်ကြောက်ကောက်ဝဲပေးမယ်ဝိုင်ပဲမှာလဲပြောလူကြံကောက်ခံရလိုက်ပါတယ်ကျွန်တော်လုံးဝမသိပါဘူးဗျာဒါဖြင့်သူ့စီမှာတမ်လီလက်ဝါရှိတယ်ဆိုတာမင်းဘယ်လိုလုပ်သိတာလဲလူကြံကစားတော့ဆိုင်ကလေးနဲ့ဝိုင်နဲ့တွေ့ကမိတ်ဆွေဖွဲ့ခဲ့ပုံကိုပြောပြလိုက်ပါတယ်ထိုကခြံတိုင်းကဝါကြီးဆိုတာကြောက်တည်တယ်သူဟာရက်ခကြီးဝါရှောင်ရဲ့သားပဲဖြစ်ရမယ်သူ့ဤစကားကြားလျင်လူရှင်စိတ်ဝင်စားကအင်းဒီလောက်ဆိုရှားဖို့မခက်တော့ဘူးကဲတို့သွားကြစို့သွားရတာပေါ့သူ့ကိုဘယ်လိုလုပ်မလဲလှုပ်ပေးလိုက်တာပေါ့မဖြစ်ဘူးတော့ကြသူကဝါရီကိုတက်ပြောရင်လူရှင်တွေရွယ်သွားတယ်လူကြမှာမလွတ်မှန်သိလျင်လက်ဝါးတွင်အတွင်းအဆုစီကခြံတိုင်းကတိုက်ခိုက်လိုက်ခြံတိုင်းကလည်းပြန်လဲတိုက်ခိုက်လိုက်မကြပါချေဝုံခြံတိုင်းမှာလက်ဝါးရက်ချက်ထိမှန်သွားပြီးနောက်ဆုတ်သွားရည်ခြံတိုင်းမျက်လုံးကျူးကျဲသွားပါတယ်သူ့ဟာဒဏ်ရာရအောင်တိုက်ခိုက်နိုင်တဲ့အတွက်မယုံကြည်နိုင်အောင်ဖြစ်နေပါတယ်လူရှင်းမှလည်းအော်နေပါတယ်လူကြံအကြည့်ကမင်းကိုကျုပ်စိတ်ဝင်စားနေပြီလှုံ့ပေးနိုင်တော့ဘူးလူကြံတော့ပါသွားတယ်တေပြီတော့အခြေတင်ပြောမနေတော့ပဲလက်ဝါးနှစ်ဖက်တွင်အတွင်းအဆုစီကတိုက်ခိုက်လိုက်လူရှင်းကလည်းတိုက်ခိုက်လိုက်ရှင်မြန်တိုက်ခိုက်မိတယ်နဲ့ဝုံလူကြံနောက်တို့ခြေ3လမ်းလောက်ဆုတ်သွားရပါတယ်လူရှင်းကခြေတလန့်ဆုတ်လိုက်ပါတယ်လူရှင်းကမဲ့ုံပြုံးကမင်းမစိုးဘူးဒီခါတော့စူးစမ်းကြည့်ပါဦးကြော်ရင်ထမ်းမှန်တိုက်ခိုက်လိုက်ပါတယ်လူကြံအန်တင်းနဲ့ကြိုက်ကအစွမ်းငုံခုခံတိုက်ခိုက်လိုက်တယ်သို့တော့ဝုံအတန်တစ်ချက်ထွက်ပေါ်လာကလူကြံမှာတရေနေရင်ဖြစ်နောက်တို့ဆုတ်သွားရည်ခြေလမ်း9လမ်းမြဆုတ်ပြီးလင်းကြောက်ကဘာဆက်တော့ရောက်ရှိသွား၏တိုးတိုင်ခန္ဓာကိုယ်တင်းကြအောင်မထိန်နိုင်တဲ့အတွက်ရေထဲတို့ဒလိုက်ကောက်ခွေပျောက်ကျသွားပါတယ်လူကြံစူးစမ်း၍စိတ်ကိုထင်းရုပ်ထားသည့်ကြားမှာပင်ဥကောက်မိုက်ကနေဖြစ်ကတတိလေးမိမျောသွား၏ထို့နောက်လူတွေလောင်းတစ်ခုတပွဲချောင်းရည်စီးတိုင်းမျောပါသွားပါတော့တယ်အချိန်များတွဲ၍ကုန်းဆုံးသွားတယ်အချိန်မြမြကြားတော့မှမသိလူကြံတတိယလာတော့ဟာတကူလုံးချစ်တောက်ပူလောင်နေပါတော့တယ်နှခါများကွဲအပ်နေပြီးရေအလွန်စားနေမျက်ခွန်များလေးလံကမျက်လုံးဖွေးမြချေရေပေးပါယောက်ျားညင်းယူလိုက်ပါတယ်မကြမီချိုမြတော့ရေဆက်ပေါက်လေးများတစ်ဆက်ချင်းပါးစတဲ့တို့ကြာလာပါတယ်လူလေးတတိယလာပြီလားယူနာတန်ဂယုနာလွှမ်းသည့်အတန်နားတို့သိုးဝင်လာပါတယ်လူကြိုင်မျက်လုံးများတဖြည်းဖြည်းဖွေးလာပါတယ်ဖာနမဥစွာလူတယောက်ရဲ့မျက်နှာကိုဘိုးတော်ဝတွေ့မြင်လိုက်ရ၏တဖြည်းဖြည်းကြည်လင်လာပြီးအဖိုးတယောက်ရဲ့မျက်နှာကိုပြတ်သားစွာတွေ့မြင်လိုက်ပါတယ်ဆရာလူကြံလှုပ်ကနေအော်ခေါ်လိုက်ပါတယ်သူဟာအပေါ်စီးမှကြည့်နေသူမှထင်းစုဖြစ်ပါတော့တယ်ဟုတ်တယ်မင်းတတိယလာပြီလားဟုတ်ကဲ့ဆရာကျွန်တော်ဘလို့ကယ်ခဲ့တာလဲထင်းစုရဲမွှလိုက်ပါတယ်ကျုပ်နေတဲ့တောင်ချေမှာရေကန်ကြီးရှိတယ်ဆိုတာမင်းမေ့နေပြီလားမေ့ပါဘူးဆရာအေးကျုပ်ကရေထဲမှာဘယ်နည်းနဲ့မှမတည်နိုင်ဘူးဆိုတာမင်းမှတ်ထားပြီတော့ချောင်းနဲ့ကြာလာတော့ရေငုပ်ပြီးဘေးလို့ရအောင်ကူးခတ်သွားတာပေါ့လူကြံလူးလိုက်ထလိုက်ထင်းစုအားကြည့်ရင်ကျွန်တော်ကတော့ဆရာတစုံတစ်ခုဖြစ်သွားပြီထင်လို့စိုးရင်လိုက်ရတာထင်းစုရဲမွှလိုက်ပါလေကျ
ကျုပ်ကမင်းကိုစိတ်မချလို့ခက်လန်လန်တစ်ပင်ကြီးတစ်ပင်နောက်ွယ်ကနေအကဲခတ်ကြည့်နေခဲ့တာမင်းဘဲဆိုလို့တော့ကျုပ်တို့တင်ပေးထားတဲ့ပညာတွေကိုကောင်းကောင်းသုံးချနိုင်ခဲ့တာပဲလူကြံကောင်းကြီးလဲပါတယ်ဟုတ်ပါတယ်ခြံတိုင်းကျွန်တော်လက်ချက်နဲ့ဒုက္ခရောက်တော့မလို့လှူရှင်ဝင်ခဲ့လို့ပေါ့နှုတ်မဟုတ်ရင်မလို့အေးလှူရှင်ကိုလည်းမင်းရှင်နိုင်ဖို့တိတ်မခက်ပါဘူးမင်းကအတွေ့အကြုံနေသေးတယ်ညံကိုလွှာပြီးမတုံးတက်လို့အမှန်ဆိုတော့သူ့ကိုတိုင်းကွက်90ကွက်လောက်မင်းရှင်နိုင်မယ်လို့ကြုတ်ခတ်မှတ်မိတယ်ဗျာလူကြံပစဟောင်းတာဖြစ်သွားပါတယ်ကျေးဇူးကမင်းတတိလိနေတော့တာမီလက်ဝါးအကြောင်းတို့ပြောနေတာပဲအခုတိုင်းလောကတစ်ခုလုံးလဲတာမီလက်ဝါးနောက်ကိုတဲချင်းမဲကြီးလိုက်နေကြတယ်လူကြံဒီဝါရီအတွက်ဆိုရစိတ်ပူသွားပါတယ်တာမီလက်ဝါးလိုချင်တတ်မဲ့သူများဒီဝါရီအမရမနေရှာဖွေကြတော့ပြီမဟုတ်ပါလားလူကြံကထင်းစုကိုကြည့်ကဆရာကျွန်တော်ဝါရီစီကိုသွားချင်တယ်သူဒုက္ခတွေ့ရတော့မှအမှန်ပဲသူ့ကိုသွားပြီးသတိပေးချင်တယ်ကူရင်ရှင်နဲ့ဆရာထင်းစုတက်ကပြရင်အဲ့ဒီကိစ္စတဲ့ပို့ပြီးရေးကြည့်တဲ့ကိစ္စရှိသေးတယ်ကွာဗျာဘလို့ကိစ္စရှိတာလဲလာငါ့နောက်လိုက်ခဲ့လူကြံထိုင်ရမှထားလိုက်ပါတယ်ထို့နောက်ထင်းစုနောက်တော့လိုက်သွားပါတယ်ထင်းစုကရှေ့မှလမ်းပြခေါ်ဆောင်သွား၏သူတို့ဒီတောတစ်ခုအတွင်းရှိတဲကလေးတစ်လုံး၌နေတိုင်းခဲ့ခြင်းဖြစ်ကြောင်းယခုမှသတိပြုလိုက်မိတယ်တဲကလေးပြင်ဘက်ရောက်လျင်တော်လန်းလေးတစ်ခုကိုတွေ့မိရ၏တော်လန်းလေးရဲ့နောက်ဘက်ခက်လန်လန်းတွင်အဆောက်အအုံများရှိနေ၏ထင်းစုကတော်လန်းကလေးတိုင်းထိုအဆောက်အအုံစီတို့ဥတီလျှောက်သွားလေပါတော့တယ်